မင်္ဂလာပါရှင်။ရိုင်းရတုကကွန်ဒိုမီနီယမ်မှာ BD Management တင်က2025နိုဝင်ဘာလမှာလှုပ်ဆောင်ခဲ့တဲ့ Public Area နဲ့အခန်းတွင်းလှုပ်ဆောင်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ Toilet Hand Spray များအသစ်လဲပေးခြင်းအခန်းကျွေးအခန်းပြင်မီးလုံးများအသစ်လဲပေးခြင်းစသဖြင့်အခုလိုအခန်းတွင်းမီဒီနဲ့ဝန်ဆောင်မှုတွေကိုလည်းနေ့စဉ်နနက်9:00နာရီမှညနေ9:00နာရီအထိဝန်ဆောင်မှုပေးထားပါတယ်ရှင်။ဒါဒီမကသေးပဲနဲ့ FCC အခန်းတွင်းမှာ MVR တွေအသုံးပြုနေတဲ့ extension မှာ fuse လောင်သွားတဲ့အတွက်ကြောင့်ပြုပြင်ပေးခြင်းPenthouse BBQ area မှာရှိတဲ့အထိုင်ကုန်းတွေကို rubber sheet ကပ်ပြီးတော့ဆီလီကွန်ထိုးပေးခြင်း Public area အတွက်အသုံးပြုနေတဲ့ magnetic conductor တွေ signal power timer VA protector များတပ်ဆင်ပေးခြင်း exit door lock ခလုတ်လဲပေးခြင်း Penthouse gym room မှာ aircon auto isolated switch အသစ်တပ်ဆင်ပေးခြင်း body protector အသစ်လဲပေးခြင်းပြတင်းပေါင်းမှန်မှာ sticker များကပ်ပေးခြင်းမိသက်ဆေးဘူးတွေကိုစစ်ဆေးပြီးတော့စနစ်တကျနေရာချထားပေးခြင်းလိုအပ်တဲ့အခန်းတွေမှာ ADS အသစ်လဲပေးခြင်းအေဂွန်အောက်တော့နေရာမှာခိုးရီမလာနိုင်မှုရာအတွက်ပိုက်စကားတွေကိုတက်ဆင်ပေးခြင်းကားဝင်အထွက်အများပုံများပြန်လည်ပြုပြင်ပြီးတော့ဝရင်စော်ပေးခြင်း inlet subject အတွင်းမှာ stand by ဘက်မှာအမိုက်ပိတ်ဆို့နေတဲ့အတွက်ကြောင့်တန်ရှင်းရေးပြုလုပ်ပေးခြင်း security gate မှာရှိတဲ့အများပုံတွေကိုပြုပြင်ပေးခြင်းဒီထိုင်သူအရှင်ရဲ့အခန်းမှာ water heater ဆက်မပူတဲ့အတွက်ကြောင့်စစ်ဆေးပြုပြင်ပေးခြင်းတို့ကိုပြုလုပ်ပေးပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာတော့ဒီဇင်ဘာလအတွင်းမှာ BD Management တင်ကလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုထပ်ပြီးတော့ပြောပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်